ဟုတ်ကဲ့အားလုံးမင်္ဂလာပါဗျာကျွန်တော်ကိုရှယ်လေးပါဒီမှာရာသီဥတုတွေကလည်းပြောင်းများကျွန်တော်တို့ကနေမကောင်းတာတွေလည်းဖြစ်ချောင်းဆိုးတာတွေလည်းဖြစ်ပေါ့ဗျာကျွန်တော်ကြီးညာထားတဲ့အတိုင်းကျွန်တော်တက်လာပြီကျွန်တော်ပြောချင်တာကအခုဗမာပြည်မှာအစိုးရအပြောင်းလဲတွေဖြစ်တယ်ပေါ့ဗျာအဲ့ဒီဗမာပြည်မှာဖြစ်နေတဲ့အစိုးရအပြောင်းလဲကိုကျွန်တော်တို့ကအသိမှမပြုဘူးဗျာကဲဒါဆိုရင်ကျန်တဲ့လူတွေကလည်းအသိမှမပြုဘူးပေါ့ဗျာအဲ့ဒီအသိမှမပြုခြင်းနဲ့နောက်ွယ်မှာအသိမှပြုသွားတာဒီဒါမှမဟုတ်ရင်လည်းဘာတွေဆက်ဖြစ်လာမလဲဆိုတာကိုကျွန်တော်ပြောချင်တယ်ဗျကျွန်တော်သိထားတဲ့အတိုင်းကိုကျွန်တော်ပြောချင်တာဒါကြောင့်အားလုံးကိုကျွန်တော်ပထမဆုံးမိတ်ဆက်ပြရစီမင်္ဂလာပါဗျာမိုင်းဆုံခပါမငေးရအောင်ပါတာလီစွာပါခင်ဗျာကျွန်တော်ကိုရှယ်လေးပါမြန်မာပြည်မှာရွေးကောက်ပွဲကလည်းပြီးသွားပြီတမရမင်းအောင်လှိုင်ဖြစ်မယ်ဆိုတာလဲကျွန်တော်အစိုးရကျူပြောတယ်ကျွန်တော်တချို့ကလာပြောတယ်ကြမ်းဖုတ်ကမဲနိုင်တာပဲပေါ့ကြမ်းဖုတ်ကဖြစ်ရမယ်ပေါ့နော်မင်းယူနေလားပေါ့ဆိုတော့ကျွန်တော်ကလူတွေကျွန်တော်ဆဲတယ်တဲ့အမှန်တော့ကျွန်တော်ပုံပွင့်လင်းလင်းကျွန်တော်ရေရိုးသေးသေးလေးလေးစားကျွန်တော်ပြောချင်ပါတယ်ကျွန်တော်မဆဲတတ်ဘူးဗျကျွန်တော်ပန်းဆဲလို့ဆဲလိုက်တဲ့ကိစ္စကိုဦးဝင်းထိန်ကိုကျွန်တော်အကြောင်းကြားတယ် NLD ကိုအကြောင်းကြားတယ်မဖြေရှင်းပေးလို့ကျွန်တော်ဆဲတတ်သွားတာအခုဒါတွေကလည်းပြီးသွားပါပြီเนาะကျွန်တော်နောင်လဲဆဲမှာမဟုတ်ပါဘူးဆိုတော့ NLD လည်းမရှိတော့ပါဘူးဆိုတော့ဘာတွေခမရရထားတယ်လဲခမရဘာတွေသိထားတယ်လဲကျွန်တော်ကပြောချင်တာကခမရတို့ကရန်သူကိုတိုက်တာလေရန်သူစီကတရင်အချက်လက်တွေမရဘူးရန်သူကရွေးကောက်ပွဲလုပ်ရင်ခင်ဗျားတို့ NUG နဲ့ NUG ထောက်ခံသူတွေကရွေးကောက်ပွဲမလုပ်တာပဲရှိတယ်ကျန်တာအကုန်လိုက်လုပ်တယ်ဘာဖြစ်လို့ဆိုရွေးကောက်ပွဲလုပ်လိုက်ရင်နေရာတွေပျောက်ကုန်မှာမို့လို့မလုပ်တာပေါ့ဗျာဟုတ်ဘူးလားကျွန်တော်ပြောတာဆိုလိုချင်တာကတော့ဗျာဥမာမင်းအောင်လှိုင်တို့ကလွတ်တော်ခေါ်ရင် NUG ကလည်းလွတ်တော်ခေါ်တယ်ဗျာဟုတ်နေရောပဲသိလားခုနကကျွန်တော်ပန်းဆယ်လူဆိုတဲ့နာမည်ကိုထည့်ပြောတာအလေးထားလို့မဟုတ်ဘူးဗျာကျွန်တော်ပြောပြီးပြီဖာကောင်းတဲ့ပြည်တစားဒီ NLD ကိုဖျက်ဆီးလိုက်တယ်လို့ကျွန်တော်ပြောပြီးပြီကျွန်တော်စကားလုံးဆုံးသွားပြီ NLD ပြင်လို့မရအောင်ပြက်သွားတာဒါကြောင့်ပဲလို့ကျွန်တော်ပြောခဲ့တယ်အချိန်ချင်းလည်းပြောတယ်စာလည်းရေးတယ်အဲ့ဒီခံစစ်ကနေကျွန်တော်မဆုတ်ဘူးကျွန်တော်တို့88မှာဒါမျိုးမရှိဘူး NLD ပါတီကိုမမှန်မကန်အမှားအယွင်း brain wash လုပ်တဲ့သတင်းတွေပြီးတော့မဟုတ်မဟနဲ့လူတို့ကိုစီးယုံရမယ်ဥစ္စာတွေက88ကမလုပ်ခဲ့ဘူးဆိုတော့အခုကျွန်တော်ပြောမဲ့အကြောင်းအရာကမင်းအောင်လှိုင်တို့ကအစိုးရဖွဲ့သွားပြီမင်းအောင်လှိုင်ကတမရဖြစ်မယ်ဆိုတာလည်းကျွန်တော်ပြောခဲ့ပြီးပြီပြီးတော့နိုင်ငံတော်အတိုင်ပင်ခံကောင်စီဆိုတာဒေါ်အောင်ဆန်းစုကြည်တယောက်တည်းရှိနေတဲ့အတွက်အဲ့ဒါကိုပယ်ဖျက်လိုက်တဲ့သဘောနဲ့အဲ့ဒါကိုစိုးဝင်းနဲ့ဦးသိန်းစိန်တို့အဖွဲ့နဲ့အချို့သောပညာရှင်တွေပါဝင်ပူးပေါင်းဆောင်ရွက်လာတာကိုတွေ့ရပါလိမ့်မယ်ကျွန်တော်ဒါတွေလည်းပြောခဲ့ပြီးပြီကျွန်တော်အရင်ဆုံးအစောကြီးကြိုပြောခဲ့ပါတယ်ဆိုတော့ဒါဆိုရင်မင်းအောင်လှိုင်အစိုးရကိုလက်မခံဘူးပေါ့ဗျာဘယ်သူမှလက်မခံဘူးပေါ့ဗျာဆိုတော့ထိုင်းကလက်မခံဘူးပြောပြီးပြီလားအာဆီယံတနိုင်ငံချင်းပြောပြီးပြီလားအရန်သတိထားဖို့လိုလာတယ်အခုမင်းအောင်လှိုင်အစိုးရလုပ်တဲ့အချိန်နဲ့နေဝင်းအာဏာသိမ်းလိုက်တဲ့ကာလနဲ့စက်ကူးမက်ကူးသွားတူတယ်တမိုင်းကိုတေချာလေးလာဖို့လိုတယ်နေဝင်းအာဏာသိမ်းတယ်ဦးနုကိုထောင်ထဲထည့်တယ်ဦးနုကနော်ဟုတ်တယ်ညီလေးဟာငါ့ကိုတော့အဲ့လိုမလုပ်ပါနဲ့ငါလွတ်လပ်ရေးယူပေးခဲ့တဲ့ဝန်ကြီးချုပ်တယောက်ပါကွာကဘာလည်းသိပါတယ်
မင်းလည်းမျက်နှာမပြတ်ရပါဘူးငါလည်းမင်းကိုပံ့ပိုးပါမယ်ငါ့ကိုဖျားဘူးခွင့်တော့ပေးပါကျွန်တော်အမှန်ကြီးပြောနေတာနော်ကျွန်တော်တမိုင်းကိုတမိုင်းတိုင်းပြောနေတာဆိုတော့နေဝင်းကအဲ့ဒီမှာစဉ်းစားသွားတယ်ဦးနုကပညာတတ်လေဟုတ်တယ်မှန်တယ်ဦးနုကလွတ်လပ်ရေးယူပေးတဲ့ဝန်ကြီးချုပ်ဗိုလ်ချုပ်အောင်ဆန်းလုံးကြံခံလိုက်ရတဲ့အတွက်ပေါ့လေဒါကိုလည်းကျွန်တော်ဖြည့်ဆွက်ပြီးပြောပေးခြင်းတယ်ဆိုတော့လွတ်လပ်ရေးယူပေးတဲ့ဝန်ကြီးချုပ်တယောက်ကတော့သူအေးစေးအနားယူသွားတော့မယ်ပေါ့အခုကအဲ့ဒီလိုပုံစံမျိုးအခြေအနေတွေအကုန်တက်ရောက်လာတယ်အဲ့ဒါနဲ့ဦးနေဝင်းကဦးနုကိုအိန္ဒိယကိုဖျားဘူးသွားဖို့ဆိုပြီးတော့နော်လက်ခံလိုက်တယ်ဦးနုကအိန္ဒိယကိုဖျားဘူးအယောင်ပြပြီးတော့ကရင်ပြည်နယ်ဖျားသုံးစုပြန်ရောက်သွားတယ်အဲ့မှာ PDS ဗာလဲမျိုးပြည်ချစ်ဆိုပြီးတော့လောက်ကြတယ်လက်နက်ကင်တော်လှန်ရေးလုပ်တယ်ဒါပေမဲ့အဲ့ဒီအချိန်မှာဘာဖြစ်နေပြီလဲအဲ့ဒီအချိန်မှာအမေရိကန်ရဲ့ဒိုမီနိုသီအိုရီကကွန်မြူနစ်ဝါဒတကောင်တိုက်ရင်အကုန်လဲဆိုတဲ့သူတို့ရဲ့အယူအဆနဲ့ဗီယက်နမ်ကိုစတင်ပြီးတော့တမပြီဟုတ်ပြီလားပထမအချိန်တော့ဗီယက်နမ်နှစ်ကြိမ်အောင်တမတာတစ်ကြိမ်လည်းမဟုတ်ဘူးဒါခင်ဗျားတို့သိအောင်ကျွန်တော်ရှင်းပြတာတစ်ကြိမ်လည်းမဟုတ်နှစ်ကြိမ်တမတာအဲ့ဒီမှာဦးနုကဘာ promise မှမပေးနိုင်ဘူးဘာ offer မှမလုပ်နိုင်ဘူးအဲ့ဒီမှာအမေရိကန်ကဗမာနိုင်ငံထဲမှာစစ်စခန်းလိုချင်တယ်သိလားပြင်ဆင်တက်ဖြုတ်ပြုပြင်ပြန်ထွက်စခန်းလေးလောက်လိုချင်တဲ့အမေရိကန်အဲ့ဒါကြောင့်နေဝင်းကိုအမေရိကန်ကိုခေါ်ပြီးတော့ကော်စောနီခင်းပေးလိုက်တယ်ဒေါခင်မင်တန်းနဲ့ဘူနေဝင်းရောက်လာတဲ့အမေရိကန်ကိုအဲ့ဒီမှာဦးနုခွေးဖြစ်တယ်ဟုတ်ပြီလားအမှန်မှာတော့ဘာမှမဟုတ်ပါဘူးအမေရိကန်လိုအပ်တဲ့အချိန်မှာကောင်းကောင်းပူပေါင်းဆောင်ရွက်သွားနိုင်တဲ့အချိန်ဒီမှာဘူနေဝင်းအသာစီးရသွားတာပြီးတော့ဘူနေဝင်းကကွန်မြူနစ်ပါတီကိုမကြိုက်ဘူးတန်ယုံကတရုတ်တန်ယုံကဝန်ထမ်းတယောက်ကိုတပ်ပြတယ်တပ်ပြလိုက်ပြီးမော်စီတုံးဆန့်ကျင်ရေးတွေမြန်မာနိုင်ငံမှာလုပ်ပြတော့အမေရိကန်သဘောကျတယ်ဗျာဦးနုအဲ့ဒါတွေမလုပ်နိုင်ဘူးဟုတ်တယ်မလားဟိုဘူးမောင်တာကိုတင်ပြီးတော့လူထုအောင်လန်ဆိုတဲ့ဇက်ကားလောက်နဲ့ရိုက်ပြတာပဲလုပ်နိုင်တယ်လေနေဝင်းလက်တွေ့အကုန်လုပ်ပြတယ်မော်စီတုံးကိုစိုက်ကျင်ကြောင်းနေဝင်းကအဲ့လိုတွေလုပ်တာဗျကွန်မြူနစ်ကိုစိုက်ကျင်တယ်ပေါ့ဗျာပြီးတဲ့အခါကျတော့ဗာလဲနေဝင်းနောက်အိတ်ရှူတစ်ခုတက်လာတယ်ဟုတ်လားကူမင်တန်နေဘိန်းတွေကိုတည်လာတယ်ဘိန်းမျိုးစီးတွေတည်လာတယ်မြန်မာနိုင်ငံမှာဘိန်းတွေစိုက်နေတယ်ခင်ဗျားတို့တမိုင်းတွေအကုန်သွားပြန်ကြည့်ပါခင်ဗျားတို့ဘယ်လောက်တုံးနေလဲနေဝင်းကစားကွက်တွေကိုပြောပြတာပါပြီးတော့အဲ့ဒီဘိန်းတွေကိုနော်အမြင့်ပြတ်ချိန်မုံကြီးအတွက်နေဝင်းကအကူကြီးတောင်းတယ်အမေရိကန်သဘောကျတယ်မူရစေဝါနဲ့ကွန်မြူနစ်ကိုအမေရိကန်အမုန်းဆုံးနေဗျာနေဝင်းကအဲ့ဒီအညာနှစ်ခုကိုကင်လိုက်တယ်ဦးနုခွေးဖြစ်သွားတယ်ပြီးတော့ခွေးဘွားနဲ့ဗမာပြည်ထဲကိုပြန်ဝင်သွားတယ်โอเคကျွန်တော်ဒီမှာရက်လိုက်တယ်အခု NUG ကိစ္စကိုပြောမယ်အခုအီရန်စစ်ပွဲဖြစ်နေတယ်အမေရိကန်ဖြစ်နေတဲ့စစ်ပွဲကခင်ဗျာအမေရိကန်အတွက်အန်ဒီအရေးကြီးတယ်ဘာကြီးလဲသမ္မတထရန့်ကမဟာမိတ်တွေဖြုတ်လိုက်တယ်နေတိုးမပါဘူးနော်ဘယ်နိုင်ငံမှမပါဘူးအစ္စရေးနဲ့တိုက်နေကြတာဆိုတော့ဒါကြီးကဘယ်လိုဖြစ်သွားနိုင်လဲဆိုတာကိုဟိုကျွန်တော်ကလက်ရှိကိုကျွန်တော်ဝန်ထမ်းတယောက်မို့လို့ကျွန်တော်တို့ကအစည်းအဝေးတွေမှာအမြဲတမ်းစဉ်းစားဆုံးဖြတ်သုံးသပ်နေကြတဲ့ပုံစံတွေရှိတယ်ဒီစစ်ပွဲမှာကမ္ဘာအင်အားကြီးနိုင်ငံတစ်ခုဝင်လာပြီးတော့ဂျားခံဆောင်ရွက်ဖို့လိုနေတယ်ခင်ဗျားတို့ပါကစ္စတန်ကိုသွားမပြောနဲ့ပါကစ္စတန်ဆိုတာဆော်ဒီအာရေဗျကိုသူ့ရဲ့နျူကလ িয়ার ဖြစ်ဖို့အတွက်ဘီလီယံ140တစ္ဆာဖောက်ပြီးခိုးသွားတဲ့တခိုးဗျခင်ဗျာတမိုင်းမှာရှိတယ်လေခင်ဗျာတော့ပြန်ကြည့်လေ
ပါကစ္စတန်လုပ်တဲ့ဆွေးနွေးဝိုင်းဆိုတာခင်ဗျရှင်းရှင်းပြောရင်မတာအိမ်ရဲ့ချန်စီယိုဘေးကဖဲဝိုင်းမယ်ရှိအဲ့ဒါမှတ်ထားအောင်တကယ်နိုင်ငံကြီးတစ်ခုကဘာလဲဆိုတရုတ်ရုရှားတော့မဟုတ်ရုရှားသူနဲ့ယူကရိန်းနဲ့ဖြစ်တဲ့စစ်မှာတင်သူတိုင်ပတ်နေတာတရုတ်ကဒါကြီးကိုဝယ်အာမခံမယ်အီရန်အကြမ်းဖက်တွေမမွေးဘူးအီရန်နိုင်ငံရဲ့ထိခိုက်ပျက်စီးမှုတွေကိုအလုံးပူအောင်ဆောင်ရွက်ပေးမယ်ဟောင်းမရှီလက်ကြားကိုကမ္ဘာအကျိုးစီးပွားအတွက်အဲ့ဒေတာတွေအလုံးအကျိုးစီးပွားဖြစ်အောင်ဆောင်ရွက်ပေးလာမယ်အခြေအနေတစ်ခုပေါ်လာရင်အမေရိကန်နဲ့တရုတ်ပူးပေါင်းသွားနိုင်တယ်အဆင်ပြေသွားနိုင်တယ်အဲ့ဒီအချိန်မှာNUG ဘာဖြစ်သွားမလဲကျွန်တော်ကပြောတဲ့ဗီယက်နမ်စစ်ပွဲဥပမာလိုပဲတရုတ်နောက်လိုက်မင်းအောင်လှိုင်တို့နေရာရသွားနိုင်တယ်လို့ကျွန်တော်ကြိုပြောတယ်ကျွန်တော်ကြိုပြောပြီးခင်ဗျားတို့မှတ်ထားအောင်မင်းအောင်လှိုင်တမရဖြစ်မယ်ဆိုတော့လေကျွန်တော်ပဲပြောတယ်ဟုတ်လားခင်ဗျားတို့လည်းဆဲတယ်ကျွန်တော်ပြောတယ်ကျွန်တော်မဆဲတတ်ဘူးပန်းဆဲလို့ကျွန်တော်ဆဲလို့ကျွန်တော်ဆဲတယ်မျိုးရံအောင်သိန်းကိုဘယ်လိုဖြည့်ရှင်းပေးမလဲ2018မေလ19ရက်နေ့ကကျွန်တော်အကြောင်းကြားတယ်ကျွန်တော်ပြောတယ်ကျွန်တော်အမှန်ဒီပဲပြောတယ်ကျွန်တော်မဆဲတတ်ခဲ့ဘူးကျွန်တော်ပြောတာရိုးရှင်းရှင်းလေးပဲကျွန်တော်လိန်ထားတာလည်းမရှိဘူးလေဗျာဟိုမျိုးရံအောင်သိန်းဆိုတာဘာမှန်းလဲကျွန်တော်မသိဘူးကျွန်တော်တက်တော်တော်ငယ်မယ်ဗျကျွန်တော်ဒါအမှန်တိုင်းပဲပြောတယ်ဆိုတော့ဒါပေမဲ့အဲ့ဒီအချိန်က NLD ကသူ့ကိုမထုတ်ပယ်ထားသေးတဲ့အချိန်မို့လို့ကျွန်တော်ပြောတာသူလည်းတာဝန်မယူပြီးတော့ကျွန်တော်ကသူပြန်သမားနေတာကျွန်တော်ပြောတွေ့တဲ့နေရာဖန်ခိုင်းမယ်ဒီကောင်အကြမ်းဖက်ထောက်ကန်တဲ့လူအကြမ်းဖက်ခိုင်းတဲ့လူတွေ့တဲ့နေရာဖန်ခိုင်းမယ်ကျွန်တော်ဒါပဲပြောတယ်ကျွန်တော်တရားဆွဲမယ်တရားလည်းမဆွဲဘူးဘယ်နေရာမှလည်းမဆွဲဘူးဟုတ်ဘာကောင်လဲပြောပြီးရင်ပြောတဲ့အတိုင်းလုပ်ရတယ်လေအဲ့ဒါလည်းမလုပ်ကြဘူးဗျNUG လည်းဒီအတိုင်းပဲပြောပြီးရင်ပြောတဲ့အတိုင်းလုပ်ရတယ်ဗျနေပြည်တော်ကိုခြိတက်မယ်ဆိုတော့ခြိတက်တော့ပေါ့ဗျာလမ်းများအားလုံးနေပြည်တော်သို့ဆိုလဲနေပြည်တော်သို့ပေါ့ဗျာအခုကကွန်မြူနစ်ပါတီကရင်းမာပင်စခန်းမှာတပ်ဖြတ်ပွဲဖြစ်တယ်အခုကမြရပင်စခန်းမှာတပ်ဖြတ်ပွဲဖြစ်တယ်အခုကရင်းမာပင်စခန်းကစလိုက်တယ်ရင်းမာပင်အပင်ချင်းအတူတူပဲNUG လုပ်တဲ့ပုံစံဒါဆိုရင်NUG အခုဘာဖြစ်နေလဲဘာဖြစ်လို့စစ်တပ်ဘုံသွားကျဲလဲဘုံသားကျဲအောင်သူတို့ပဲမြေချုံဘုံညွှန်းပေးတာလေစကိုင်းတိုင်းမှာ NUG အစိုးရရဲ့ထိန်းချုပ်မှုနဲ့အုပ်ချုပ်ရေးဆိုင်ရာဝန်ကြီးများယုံဖွဲ့ပြီးဆိုပြီးတော့ဇော်ဝေဆိုးကိုယ်တိုင်ပြောတာလေကျွန်တော်ပြောတယ်သူတို့ကဒေါက်တာဇော်ဝေဆိုးတဲ့9နှစ်ပြည့်သွားပြီတရားမဝင်ဘူးလေအမေရိကန်မှာဒေါက်တာ9နှစ်ပြည့်ရင်စောင်းမေးပွဲဖြည့်ရတယ်လေကျွန်တော်ဒါပဲပြောတယ်လေကျွန်တော်မဟုတ်တာလည်းပြောတာမဟုတ်ဘူးလေအမေရိကန်မှာဒေါက်တာတွေအများကြီးပဲလေဗျာ9နှစ်ပြည့်လို့မှစောင်းမေးပွဲဝင်မဖြည့်ရင်ဒေါက်တာမဟုတ်တော့ဘူးလေဗျာခမားတို့ဗမာနိုင်ငံတနိုင်ငံပဲဒေါက်တာတစ်ခါယူလိုက်တာနဲ့တစ်သက်လုံးဒေါက်တာဖြစ်တာဗမာတနိုင်ငံပဲရှိတယ်လေကျွန်တော်ဘလို့ဆက်ရှင်းပြရမလဲဟုတ်ပြီလားကျွန်တော်မဟုတ်တာလည်းပြောနေတာလည်းမဟုတ်ဘူးဗျာဆိုတော့ခုနဥစ္စာကိုပြန်ဆက်မယ်ဂျော်နီတဲ့အလုတ်သမားကြီးဒုဝန်ကြီးကနေအလုတ်သမားကြီးဘာလဲမသိရနေပြည်ထောင်ဒုဝန်ကြီးတဲ့ထိုင်းနိုင်ငံမဲဆောက်ရဲ့ထောက်လန်းရေးဆိုင်ရာဆောင်စစ်ကနေကျွန်တော်လှမ်းပြောတယ်မဲဆောက်မှာထိုင်းလူမျိုးကိုနာမည်ခံထားပြီးတော့ဆေးကြောက်ပါဖွင့်တာတဲ့ထိုင်းလူမျိုးကလည်းတော်တော်ပေါက်ရောက်လို့သူတို့လက်ခံခဲ့တာတဲ့သူ့မိန်းမကဂျင်ဝိုင်းထောင်တာတဲ့အဲ့ဒါနဲ့NUGကိုအများကြီးဂါနိုင်လို့အခုပြည်ထောင်ဒုဝန်ကြီးတဲ့ဒါကိုကျွန်တော်ပြောကြထိုင်းထောက်လည်းပြောတာနော်ဆောင်းဆက်ကကျွန်တော်တို့နဲ့သိတယ်ကျွန်တော်တို့88တဲကအဖိုးကြီးဖြစ်နေပြီသူ့သားသမီးတွေမြင်းမြစ်တွေထောက်လည်းအကုန်ပြန်ဖြစ်နေပြီထိုင်းနိုင်ငံမှာ
ဗမာလူမှုတ်နေအောင်တတ်တယ်ဒါလည်းပြောပြအောင်ဟုတ်ပြီလားနောက်တစ်ခုထပ်ပြောဦးမယ်ဘူလက်ရတဲ့ဟိုရဲဘော်သုံးချိတ်ဘူလက်ရကတော့လက်ရ Freeman လက်ရ Freeman စာချုပ်တကယ်ချုပ်ခဲ့တယ်နိုင်ငံသားစစ်တပ်တွေမြန်မာနိုင်ငံမှာလာရောက်အခြေချခွင့်မပြုဘဲနဲ့ဒီ DSA ခင်ဗျားတို့ပြောတဲ့မေမျိုး DSA ရဲ့လက်ရ Freeman စာချုပ်အရပေါ်လာတာခင်ဗျားတို့စစ်တပ်တွေအဲ့ဒါလည်းသိအောင်ပြောပြအောင်မယ်ဂျပန်ကဖွဲ့ပြီးတာလည်းမဟုတ်ဘူးအဲ့ဒါအမေရိကန်နဲ့အင်္ဂလိပ်ပေါင်းပြီးတော့ဖွဲ့ပြီးတာအင်္ဂလိပ်ကတော့ကိုလိုနီအမေရိကန်ခင်ဗျားတို့ဘာကိုလိုနီမှမလုပ်ခဲ့ဘူးဘာမှလည်းလာမတူးဘာမှလာမယူဘူးဗျခင်ဗျားတို့ဘာတွေပြောနာမြန်မာပြည်ကထွက်ပြေးလာတဲ့ကောင်ကျွန်တော်အပါဝင်အားနေအမေရိကန်ပဲအကူအညီတောင်းနေတာအမေရိကန်အကူအညီရရင်ပြီးပြီဆိုပြီးတော့အမေရိကန်ဘာမှလည်းတော့မလုပ်ဒါကျွန်တော်အမှန်တိုင်းပြောတာကိုလိုနီမလုပ်ခဲ့ဘူးကိုလိုနီကိုဆုံးသတ်ပေးလိုက်တာအမေရိကန်ဒါကျွန်တော်အမှန်တိုင်းပဲပြောပြနေရနော်ယုံရင်ယုံမယုံရင်ခင်ဗျားသမိုင်းကြီးတွားကြည့်ဆိုတော့အခုကျွန်တော်ပြောချင်တာကဘိုးလက်ရတဲ့ဟာပေါ်လာပြန်ပြီစုံစမ်းကြည့်လိုက်တော့မဲဆောက်မှာအထိုင်ချထားတဲ့နေဖုံးလက်ကိုတစ်လောက်3,500ချင်းမိုင်ကမန်းဝင်းမောင်တို့မန်းဝင်းခိုင်တို့အုပ်စုကို3,000 3,500ရှာပေးတဲ့အတွက်ဝန်ကြီးဖြစ်တာတဲ့ဟာခမကြောက်เสียကြီးအဲ့3,500ဘယ်ကလာတာလဲအပြိပမလှူတော့ဘူးလေဘာလို့ပန်းဆယ်လူခိုးတယ်နော်ကြံတဲ့လူတွေအကုန်ခိုးကြတယ်အဲ့လူတွေပေါ့ဗျာအွန်လိုင်းတွေပေါ်မှာအကြီးအကျယ်ဖြစ်လာတဲ့ခါကျတော့ဘယ်သူမှလည်းမလှူတော့ဘူးလှူရင်လည်းနီးစက်ရကိုရဲဘော်ရဲဘက်ကိုခင်တဲ့လူတွေလောက်ပဲလှူတော့တယ်လှူတော့အဲ့ဒါမရှိတော့ခြံစည်းကိုထင်းခွေတာဗျာခြံစည်းကိုထင်းခွေတယ်ဆိုသိလားကိုပြည်တွင်းကတယံဇာတတွေကိုပြန်ထုတ်ပြီးတော့ပြန်သုံးဆွဲတာဗျာခြံစည်းကိုထင်းခွေတာပြီးတော့အခါကျတော့အိမ်သာနံရံချိုးပြီးချီးကုန်တာတယောက်လာလိုက်ထရံတစ်ချောင်းချိုးသွားလိုက်ချီးကုန်လိုက်နဲ့ခမားတို့အချိန်ချင်းချီးပါတော့အဲ့ဒီအိမ်သာကြီးကအဲ့ထရံကြီးကပေါက်ပြေတော့ခမားတို့ဖင်နေပြောင်းနေတာမြင်နေရတယ်လို့အဲ့ဒီလက်ရာဆိုတဲ့ကောင်ပြောလိုက်ပါဦးဟိုပထမဘူလက်ရာကတော့ကျွန်တော်တိတိကျကျပဲပြောမယ်ဗျာလက်ရ Freeman စာချုပ်ကိုချုပ်ပြီးတော့မှ DSA ဖြစ်လာဒုတိယကျွန်တော်ပြောချင်တာဂရုတ်ချင်းထဲမှာဒေါက်တာမန်းမြင့်ဆိုင်ပြစ်တက်လိုက်တာအခုဩစတြေးလျမှာနေတယ်အဲ့ဒါကိုဘူနေဝင်းကအလွန်ချီးမြှောက်ပြီးဝမ်းသာပြီးတော့ဒေါက်တာမန်းမြင့်ဆိုင်ကိုကရဝိတ်ဟိုတယ်မှာထိုင်းမျိုးသမီးလေးနဲ့မင်္ဂလာဆောင်ကျင်းပပေးတာဒါလည်းကျွန်တော်သိတယ်ကျွန်တော်ကရင်နေကရားတွေတရုတ်တွေမပါဘူးနော်ကျွန်တော်ပြောနိုင်ငံရေးကိုကျွန်တော်ပြောတာဟုတ်ဘူးလားဆိုတော့မင်းကဘာလို့သိလဲဆိုအဲ့ဒီတိကျတဲ့ဝိဆနှလုံးပေါက်တိတိတရားစာသိသေးတယ်ဆိုတော့ထပ်ပြောချင်တာကအခုလက်ရာဆိုတဲ့ကောင်ကနေဖုံးလက်ကိုတစ်လောက်3,500ပို့ရတယ်မန်းဝင်းခိုင်တန်းကို3,000ပို့ရတယ်အဲ့လိုပို့ခဲ့တာဘယ်နှလပေါင်းမှန်းလည်းမသိဘူးဘယ်နှစ်မှန်းလည်းမသိဘဲနဲ့အခုဝန်ကြီးဖြစ်တာဖြစ်တော့အခုဒေသခံတွေနဲ့ပြဿနာတက်တာပြဿနာတက်တော့အချင်းချင်းပြစ်ကြတယ်ခတ်ကြတယ်တတ်ကြတယ်ကွန်မြူနစ်ပါတီရဲ့ညာရပင်လူသားမှုကနေရင်းမာပင်ဘုံနဂါးတို့ကိုရှင်းတဲ့အခြေအနေကနေအခုရေနံမြေရောက်သွားပြီအပင်နဲ့မြေပေါင်းသွားပြီပေါ့ဗျာဟုတ်လားခင်ဗျားတို့ဘာလိုချင်တာလဲအန်ယူဂျီရတဲ့အခွင့်အရေးမျိုးကဘာပေါ်မှာတော်လှန်ရေးတမိုင်းတယောက်မှမရခဲ့ခြေခွေးပါလာလည်းမရဘူးကက်စထရိုလည်းမရဘူးမော်စီတုံးလည်းမရဘူးဘယ်သူမှမရဘူးဘယ်သူမှမရခဲ့ဘူးအန်ယူဂျီကအလုစားတတ်တယ်လိန်စားတတ်တယ်လှည့်စားတတ်တဲ့အတွက်အဲ့ဒီအခွင့်အရေးတွေအကုန်ရခဲ့တာရခဲ့တဲ့အခွင့်အရေးကိုမှန်မှန်ကန်ကန်အသုံးမချဘူး
မှန်ကန်မလုံနိုင်ဘူးကျွန်တော်ဒါပဲပြောမယ်ဒီမှာအောင်ကြီးညွန့်ပါလို့လေအောင်ကြီးညွန့်ဘာတွေတက်လဲလို့ကျွန်တော်သိချင်တယ်ဟိုအမေရိကန်နဲ့ပတ်သက်လို့ပေါ့ဗျာမနိုင်ငံတကာနဲ့ပတ်သက်လို့ပေါ့ဗျာ professional အရာပေါ့ဗျာ what is his professional that I would like to know what is Master အောင်ကြီးညွန့် professional that I would like to know အင်္ဂလိပ်လိုပြောတာတော့မှစောက်တက်လွဲတွေဗျာစတိတ်ပေါ်တက်ပြီးတော့ပြောနေတာ1 billion ကိုဗျာခင်ဗျာဘိတ်ငပိစွန့်ပစ်တဲ့ရေထဲပြန်ညှောချတဲ့ငပိအတန်နဲ့ပြောတာဘိတ်မှာငပိလို့ရင်နောက်ဆုံးအဆင့်9ယူနဲ့9ကျွင်းကိုငပိကိုလုံမရလို့ရေထဲပြန်ပစ်ချရတဲ့အပန်မျိုးကျွန်တော်အကောင်းပြောတာခင်ဗျားတို့မတက်ရင်မတက်ဘူးပေါ့ဗျာဒီလိုဖြစ်ရမှာတက်ရောင်ကလှုပ်လို့ကျွန်တော်တို့တိုင်းပြည်ပြတ်သွားတာဗျာကျွန်တော်တို့ကလည်းလာပြီးတော့လုံမှလည်းမဟုတ်ဘူးလူဓာတ်တွေပညာရှင်တွေဟိုဥစိန်လိုက်ပြောတာကျွန်တော်တွေ့လိုက်တယ်ဟိုစီးပွားရေးပညာရှင်လားပါလားမကြသူအရင်တော့ BBC တို့ကျွန်တော်သိတယ်ဒီလူလည်းကျွန်တော်သိတယ်ကျွန်တော်နဲ့တော့ friend ရှိတယ်ပြောနေတာ Buffalo ညီလာခံအစိုးရလုပ်ခဲ့တာ Buffalo ညီလာခံတောင်းဆိုတာအဲ့ Buffalo ညီလာခံကိုလုပ်တဲ့ကိုလေးကိုလည်းကျွန်တော်သိတယ်ကျွန်တော်နဲ့ 88 GSC ကအတူတူပဲကျွန်တော်ကနိုင်ငံခြားရေးနဲ့မီဒီယာကိုကိုင်တာ Okay အင်္ဂလိပ်လိုကြီးပဲရေးတယ်88 GSC blog spot.com blog site မှာတွားကြည့်လိုက်ဗမာလိုတစ်လုံးမှမရှိအင်္ဂလိပ်လိုရေးပြီးတော့ကဘာကိုတင်ပြတာကျွန်တော်ပဲ Okay အဒီကောင်နဲ့ကော်မာကျန်တယ်တို့dash ခံရမယ်တို့ဖင်ရတဲ့ကောင်မျိုးအဆင့်ဟုတ်ပြီလားကျွန်တော်ရှင်းတယ်လာခဲ့လိုက်တိုက်ရင်တက်တယ်ပြောတယ်မတိုက်မတက်ဘူးပြောတယ်အခုရှဲပဲဆိုတော့အခုကဦးနုကိန်းတွေကိုရောက်နေပြီအန်ယူဂျီ9နှစ်ကြိုပြေးခွင့်ရတယ်လေဘာတွေလုပ်နိုင်လို့လဲဘိုင်ဒန်အစိုးရကိုတွားကတ်တယ်လေကပ်ပုံကတ်နီမမှန်ကန်ဘူးလေမမှန်ကန်တော့ဘိုင်ဒန်အစိုးရကဘာလုပ်လဲဘာမှလုပ်မပေးဘူးလေဟိုဥပဒေလေးပြထားလိုက်ဒီဥပဒေလေးပြထားလိုက်နဲ့ပြီးသွားတာလေထွန်းအစိုးရဆိုကတ်လို့ကိုမရတော့ထွန်းအစိုးရအဲ့လိုမလို့ပေါက်ပန်း40အုပ်စုနဲ့မလုပ်ဘူး NGO နဲ့အလုံးမလုပ်ဘူးဒါအမှန်ပြောပြတာကျွန်တော်လက်ရှိလဲတာဝန်ထမ်းဆောင်နေတဲ့လူမလို့ကျွန်တော်အမှန်တိုင်းပဲပြောတာဆိုတော့ကျွန်တော်ပေးခြင်းတဲ့ message ကအခုဦးနုကိန်းနဲ့ရောက်နေပြီအန်ယူဂျီကလည်းလူတက်လိုက်ဓမြတိုက်လိုက်တတ်ထားတဲ့ရာဇဝမှုတွေလည်းအများကြီးပဲဘိုင်ဒန်အစိုးရလက်ထက်ကတော့မှအချမ်းဖက်အဖွဲ့ဝင်ဖြစ်အန်ယူဂျီကိုကြီးညာခဲ့တယ်လေခင်ဗျားတို့တော့ပြန်ရှာကြည့်ပါဦးလားလို့ယူနီဆက်ကဆိုရင်ကျောင်းတက်တဲ့လူတွေကိုလိုက်လံပြစ်တက်လို့ကျောင်းတွေကိုဘုံတွေလောင်ချတွေတနတ်တွေနဲ့ပြစ်လို့တားမြစ်ခဲ့ရတဲ့စတိတ်မန့်အောင်ရှိတယ်လေဘာတွေပြောနေကြတာလဲခင်ဗျားတို့ဆိုတော့ကျွန်တော်က NUG ကိုမထောက်ခံဘူးလို့ပဲကျွန်တော်မထောက်ခံဘူးလေဆိုတော့ NLD အစိုးရရှိနေတယ်လေ NUG မလိုအပ်ဘူးလေ NLD အစိုးရကိုသာလင်တရားဝင်ကြောင်းပဲလုပ်ရမှာလေဘယ်လိုလုပ် NUG တရားဝင်ရမှာလဲ NLD အစိုးရကြီးကိုတရားဝင်ကြောင်းဖြစ်အောင်ပဲလုပ်ရမှာဒါကြောင့်အရင်ရွေးကောက်ပွဲဥက္ကဋ္ဌဗာလဲကျွန်တော်ဦးသိန်းစိန်ခေတ်ကရွေးကောက်ပွဲကော်မရှင်ဦးတင်ကဂိုရှယ်ရေးတဲ့မြန်မာစစ်တပ်အနိုင်ရပြီกว่าတယ်ဟာကျွန်တော်တို့ကသတင်းသမားလေးအားလုံးနဲ့လက်တန်ရှိတယ်အကုန်လုံးဆက်သွယ်စကားပြောတယ်ဦးတင်ပြောတာတို့စစ်တပ်ကြီးအနိုင်ရပြီกว่าတယ်အားရဝမ်းသာပြောတာဟာဦးတင်ပြောစမ်းမအောင်ဘလို့နိုင်ရတာဟာဒီကောင်နေအစိုးရဖွဲ့လိုက်ပြီးกว่าတယ် NLD ပြက်ပြီးกว่าတယ်ဒါအနိုင်မဲกว่าတယ်ဒါပဲဒါအနိုင်မဲလို့သူပြောတာဦးတင်ကိုယ်တိုင်ကျွန်တော်ဗျာပြောတာနော်ဟာကျွန်တော်အံ့ဩသွားတယ်ဟုတ်လေဟုတ်တယ်
အမှန်မှာဖြည့်ရှင်းရမှာ NLD ပြည်သူအစိုးရနဲ့ခုနကအာဏာယူလိုက်တဲ့စစ်တပ်နဲ့ရှင်းရမှာလေအာဏာထိန်းနေဆိုရွေးကောက်ပွဲလုပ်เสียမှမလို့တာအာဏာသိမ်းတာမဟုတ်လေထိန်းထားတယ်ဆိုရွေးကောက်ပွဲအဆင့်ကိုတွားเสียမှမလို့တာဒါအမှန်တိုင်းပဲလေဗျာအခုရွေးကောက်ပွဲကတုတ်လှုပ်ပြီးတော့မင်းအွန်လိုင်းသွားပြီမင်းအွန်လိုင်းဝါချီတုတ်ဖြစ်တဲ့ဘာလို့ခင်ဗျားတို့ကြိုက်တာပြောသူ့လှုပ်သွားပြီသူဆက်သွားနေအေးအခုဖြစ်လာတဲ့ကမ္ဘာအခင်းကျင်းမှာဟိုတုန်းကဒုတိယကမ္ဘာစစ်အပြီးမှာဖြစ်လိုက်တယ်လို့ပဲအခုတတိယကမ္ဘာစစ်အကျိုးလို့ပြောရမယ်ဒုတိယကမ္ဘာစစ်အပြီးနဲ့တတိယကမ္ဘာစစ်အကျိုးလို့ကျွန်တော်ပြောလိုက်နိုင်ရခြင်းအကြောင်းရင်းကဒီစစ်ပွဲဟာအမေရိကန်ဆုတ်သွားရင်တော့မပြီးတဲ့စစ်ပွဲဗျဒါကျွန်တော်တကယ်ပြောတာဆိုတော့အဲ့ဒီမှာမဟာမိတ်တွေသူ့ဘက်ကိုယ်ဘက်ရှာကြပြီလေတရုတ်မှလည်းတရုတ်အင်အားရှိတယ်လေမင်းအွန်လိုင်းတော့တရုတ်ကိုပြေးကတ်ထားပြီးပြီလေတရုတ်မဟာမိတ်တွေနဲ့တစ်ဖက်ကပြန်ရှင်ဘက်တွေရဲ့တန်ခင်းတမန်ခင်းအခင်းချင်းတွေမှာလက်ခံနိုင်စရာတွေနဲ့လက်မခံနိုင်စရာတွေရှိမယ်ဗျာအစိုးရဖြစ်ခြင်းမဖြစ်ခြင်းကိုလက်ခံနိုင်တာတွေမခံနိုင်တာတွေပြောနေတာမဟုတ်ဘူးအဲ့ဒါကြောင့် NUG ကဥရောပကိုသွားပေါင်းတယ်ဟုတ်တယ်လေဥရောပနဲ့အမေရိကန်မတည့်ဘူးလေမတည့်တဲ့လူနဲ့သူသွားပေါင်းတယ်လေသူဘယ်တော့ကန်ဆိုးလဲဆိုဟုတ်တယ်နော်ဒီတခုတော့ပြောမယ်အဖြူချင်းချင်းကအသားရောင်ဖြူလူချင်းချင်းကအချိန်မရွေးစစ်ဆက်ညှိနှိုင်းသွားလို့ရတယ်ဗျသူတို့တဲ့သွားတဲ့အချိန်ကျရင်ဥနုလိုဖြစ်ခဲ့လိမ့်မယ်ဒါကိုကျွန်တော်ပြောတာဒါကြောင့်ကျွန်တော်စကားအရန်ရှည်သွားမှာဆိုလို့ဒီနေရာမှာကျွန်တော်ဖြတ်မယ်NUG ဟာဥနုရဲ့ကျနင်းကိန်းထဲကိုရောက်နေပြီကြက်နင်းကိန်းနေကိုရောက်နေပြီဥနုတောခိုတဲ့အချိန်မှာကွန်မြူနစ်ဝါဒပြုတ်ကြရေးဆိုပြီးတော့ဗီယက်နမ်ကိုအမေရိကန်စပြီးလှုပ်လာတဲ့အချိန်မှာဗမာနိုင်ငံကိုလည်းအမေရိကန်ရဲ့တပ်ဖွဲ့တွေလေရင်တွေဆင်းသက်ဖို့နဲ့เนาะတစုံတရာဆောင်ရွက်နိုင်ဖို့အတွက်ဦးနေဝင်းကိုကော်စောနေခင်ပြီးခေါ်တဲ့ပုံစံမျိုးအခြေအနေမှာဦးနုကတကယ်လွတ်လပ်ရေးယူပေးခဲ့တဲ့ဝန်ကြီးချုပ်ကဘေးရောက်သွားသလိုNUG လည်းဖြစ်သွားနိုင်တယ်ဒါကိုပြောချင်တယ်ဒါကိုစောင့်ကြည့်ရမှာเนาะ90 can be could be maybe ဒါကိုပြောတာเนาะပြီးရင်နောက်တစ်ခုကမင်းအောင်လှိုင်တို့ကတရုတ်ခြေတလုံးကိုဖတ်ထားလိုက်တယ်တိုင်းပြည်ဘာဖြစ်ဖြစ်တိုင်းပြည်လုံးတရုတ်မယားပဲဖြစ်ဖြစ်ကြော်မဲဖြစ်ဖြစ်တရုတ်ခွေးပဲဖြစ်ဖြစ်ဟုတ်ပြီလားဖတ်ထားလိုက်တဲ့အတွက်အမေရိကန်နဲ့တရုတ်ညှိနှိုင်းဆောင်ရွက်စရာတွေမှာသဘောတူညီချက်တွေရလာပြီဆိုရင်တရုတ်ရဲ့နောက်လိုက်တွေနဲ့တရုတ်အင်အားစုကိုလည်းအမေရိကန်အသိမှတ်ပြုသွားမယ်နောက်နံပါတ်3 NUG ခန့်ထားတဲ့ကျော်နီဆိုတဲ့ကောင်ကဆေးကြောက်ဆိုင်ဖွင့်ခဲ့တယ် NUG ကိုဂါခဲ့တယ်ပြီးတဲ့အခါကျတော့ဘူလက်ရဆိုတဲ့ကောင်ကလည်းရေနံတွင်းနေအဲ့ဒီတယံဇာတတွေတူးပြီးတော့နေဖုံးလက်တို့မန်းဝင်းခိုင်တန်းတို့ကိုပူဇော်ပသခဲ့တဲ့အတွက်ဝန်ကြီးဖြစ်ပြီးတော့အခုပြဿနာတက်ကြတာခင်ဗျားတို့အသက်ဗမာလဲကျွန်တော်တို့88မှာအဲ့လိုပူဇော်ပသတာကားတာမရှိဘူးမိုးသီးတော်မှာကျွန်တော်အားနေထိုင်ဆဲတယ်ဖုံးဆက်တိုင်းဆဲတယ်အဲ့ဒါလည်းပြောဦးမယ်ဂါစရာမရှိဘူးစောက်တလွဲလုံးရင်ဖင်ချတယ်ဒါကိုလည်းပြောပြလိုက်ဦးမယ်နော်မိုးသီးလည်းမေးလိုက်အောင်ဟုတ်ပြီလားကျေးဇူးတင်ပါတယ်ခင်ဗျာအားလုံးတာလီစွာပါမငေးရအောင်ပါမိုင်းစုံခါပါမင်္ဂလာပါခင်ဗျာ